အားလုံးပဲမင်္ဂလာပါခင်ဗျာ Story Go Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နေမွန်တယောက်ခီးဆောင်အိတ်ကိုချရင်အခန်းပေါ်မှာချိတ်ထားတဲ့ဆိုင်းဘုတ်ကိုလှမ်းဖိုင်လိုက်တယ်ဒေါ်တင်ကြီးအထွေထွေအကျိုးဆောင်လုပ်ငန်းနေမွန်ကတိချပြီးဆိုမှအခန်းထဲကိုဝင်လိုက်တယ်စပွဲတီးတီးမှာဖုံးကူစီနဲ့အလုပ်ရှုပ်နေတဲ့မိန်းကလေးတွေဒီမဲ့ခင်ဗျဒေါ်တင်ကြီးနဲ့တွေ့ချင်လို့ပါသူ့မိကိုမိန်းကလေးတွေကတတိမပြုတ်မိကြဘူးနေမွန်ကစူပါမှာဝင်ထိုင်လိုက်ရင်စောင်းစားဖို့ကြံလိုက်တယ်အစုံလုံးစပွဲကမိမပြူကသူ့ကိုတတိပြုတ်မိသွားတယ်သူရှိရာလျှောက်လာရင်ဘာများအကူအညီပေးရမလဲရှင်ချူတန်လုံးနဲ့အတန်းကြောင့်နေမွန်ကမောကြည့်လိုက်မိတယ်တောက်ပရှုံးဆိုနေတဲ့မျက်လုံးတွေနဲ့သူ့ကိုစူးစိုက်ကြည့်ရင်ပြုံးကြည့်နေတဲ့ချစ်စပွဲမျက်နှာလေးအော်ကျွန်တော်အနီကိုဖုံးဆက်ပြီးအခန်းကိစ္စပြောထားလို့ပါအနီရောဗျဟုတ်ကဲ့ရှိပါတယ်ရှင်ခဏလေးနော်ခေါ်ပေးပါမယ်ရှင်မိမပြူကထိုးတိုးပြောဆိုပြီးအခန်းထဲကိုဝင်သွားတယ်လှပါကြော့ရှင်းတဲ့သူမရဲ့ကြောပြင်ကိုငေးကြည့်မိရင်ရင်ဖူသူတို့ကြီးခံစားလိုက်ရတယ်9မိနစ်မှပဲမိမဝါဝါကြီးတူသူနဲ့အတူထွက်လာတယ်မောင်ရင်ကမောင်နေမွန်ထင်ပါရဲ့ဟုတ်ပါတယ်ခင်ဗျကျွန်တော်ကငွေတွန်းဆက်ကွန်လူမှာအခန်းငှားဖို့ပြောထားတဲ့သူပါနေမွန်းရဲ့ပြောကြောင့်လှပတဲ့မိမပြူဟာမျက်လုံးလေးတွေဝိုင်းဆက်ပြီးအံ့အားတင်သွားခဲ့ရတယ်။မိမဝါကြီးကသူမရဲ့ပုံကိုကြည့်ရင်အလင်းစလိုပါပဲ။ကဲမောင်နေမွန်းအခြားဧည့်သည်တွေဆိုရင်တော့အနည်းရဲ့ဝန်ထမ်းတွေကပဲအခန်းပြလေးရှိတယ်။ဒါပေမဲ့မောင်နေမွန်းကပြင်းဦးဝင်ကတကူးတကလာတဲ့ဧည့်သည်ဖြစ်နေတော့အနည်းကိုယ်တိုင်ပဲအခန်းပြပေးပါမယ်။လာလာအနည်းကားနဲ့ပဲလိုက်ပြပေးမယ်ကွယ်။ဒေါ်တင်ကြီးရဲ့စကားကြောင့်မိမလာလေးရဲ့မျက်နှာမှာပူမူအံ့ဩဟန်တွေအထင်သာပေါ်သွားတယ်။နေမွန်ကလည်းကားတော့ကိုင်းပြီးရှေ့ကထွက်သွားတဲ့ဒေါ်တင်ကြီးကြောင့်သူမကိုတစ်ချက်မျှလှမ်းကြည့်ရင်နောက်ကလိုက်သွားမိတယ်။ဘာကြောင့်မှမသိနေမွန်ရင်နဲ့ကောင်မလေးတစ်ခုခုဖြစ်နေတယ်လို့ကြီးခံစားနေရတယ်။ဒါပေမဲ့ကိုနဲ့မဆိုင်တဲ့ကိစ္စမျိုးတိုက်ခန်းအပြင်ကိုလိုက်ထွက်မိတယ်။ဒေါ်တင်ကြီးကဟွန်ဒါဖစ်ကားကိုမောင်းပြီးငွေတွန်းဆက်ကွန်ကိုခေါ်သွားခဲ့တယ်။ကိုရောက်တော့ပါကင်မှာကားရက်ပြီးအောက်ဆင်းလိုက်ကြတယ်။ဒါကငွေတွန်းဆက်ကွန်တို့ပဲကွယ်ဒီကွန်တို့မှာကတော့အထက်8ထက်ရှိပါတယ်။မောင်နေမွန်နေရမယ်ခန်းကတော့9လွာမှာရှိတယ်။အန်ဒီတို့ဓလေကားကနေတက်ကြရအောင်။ဒေါ်တင်ကြီးကရှေ့ကဥဆောင်ပြီးခေါ်သွားခဲ့တယ်။ဓလေကားမှာလူရှင်းနေတဲ့အတွက်9လွာကိုခဏချင်းရောက်သွားခဲ့တယ်။ကွန်တို့ရဲ့ပုံစံက10လွာသာဆိုတယ်။အခန်းပေါင်းအားလုံး16ခန်းပဲရှိတယ်။ကွန်တို့အငယ်စားလေးလို့ပြောရင်လည်းရတယ်။မျက်နှာချင်းဆိုင်အခန်းနှခန်းအလဲမှာဓလေကားပေါက်ရှိသလိုရိုးရိုးလေကားလည်းရှိနေပါတယ်။ဒေါ်တင်ကြီးက9လွာရဲ့ညာဘက်ခန်းကိုတော့ဖွင့်လိုက်တယ်။အခန်းတကားပွင့်သွားတာနဲ့နှာခေါင်းနဲ့ဝင်လာတဲ့အနံ့ကြောင့်နေမွန်နှာခေါင်းရှုံလိုက်မိတယ်။ဒါကိုသတိပြုမိသွားတဲ့ဒေါ်တင်ကြီးကအခန်းက factory စလီအားလုံးအပြည့်ရှိနေတယ်။ဒါပေမဲ့လူမနေတာကြာမြင့်ပြီဖြစ်တဲ့အတွက်အနံ့တက်တော့တိတ်မကောင်းချင်ဘူးကွယ်။ကိုဟာကိုတန်းရှင်းရေးလုပ်ပေါ်ကွယ်လို့ပြောဆိုရင်အခန်းတွေကိုလိုက်ပြတယ်။မိသားစုအိတ်ခန်းနဲ့ရိုးရိုးခန်းတစ်ခန်းတအိမ်လုံးမှာအိမ်နာကနှလုံးရှိနေတယ်။အခန်းရဲ့အခြေကတော့အလေအနံတစ်စိမ့်စီလောက်ရှိနေတယ်။အခန်းကိုတော့ကြိုက်ပါတယ်အနီဖုန်းထဲကပြောတဲ့အတိုင်းဈေးလေးညှိပေးပါဦး။ကျွန်တော်တို့ကယောက်ျားလေးတငယ်ချင်း2ဦးပဲနေမှာဗျ။တသိန်းလောက်ရှော့ပေးစေချင်တယ်ဗျာ။သူ့အပြောကြောင့်ဒေါ်တင်ကြီးရဲ့မျက်နှာမှာစိတ်လှုပ်ရှားသွားတယ်။ပြီးမှပြုံးပြရင်โอเคလေ။အနီအိမ်ရှင်ကိုဖုန်းနဲ့လှမ်းမေးပေးပါမယ်။တခါတည်းငွေချေရမှာမဟုတ်ဘူးလားကွယ်လို့ပြောလိုက်တယ်။ဟုတ်ကဲ့ပါကျွန်တော်တို့နိုင်တဲ့ဈေးဆိုရင်ငွေအကြီးချေမှာပါခင်ဗျာ။ဒေါ်တင်ကြီးကအကျိုးဆောင်ပြီးဖုန်းနေတယ်။တစ်ဖက်နဲ့ဘာတွေပြောမှမသိရပေမဲ့ဟုတ်ကဲ့ပဲကြားနေရတယ်။ပြီးတဲ့အခါမှာတော့မောင်နေမွေမောင်ရင်ရဲ့ကံညမပါပဲ။အိမ်ရှင်ကတိတ်ချမ်းတာတော့အခန်းငှားတယ်လို့အဆင်ပြေအောင်လုပ်ပေးလိုက်ပါလို့ပဲပြောနေတယ်။အဲဒီတော့ဒီခန်းကို1လ4သိန်းနဲ့6လချုပ်ကြတာပေါ့။ဟင်းတိတ်ကကောင်းနေတယ်နော်။ထီလေးပါလေးထိုးအောင်ကွယ်။အကျိုးဆောင်မိမကြီးအပြေချရမှာသူ့ရင်ထဲကအလုံးကြီးကျသွားခဲ့တယ်။အဒီကရန်ကုန်မြို့မှာနေစရာတခုအမြန်ရပြီးဖုံးပြင်တင်တန်းကိုအမြန်တက်နိုင်မှာဒါမှမဟုတ်ပြင်ဦးလွင်ပြန်ပြီးဖုံးဟန်ဆက်ပြင်တဲ့ဆိုင်အမြန်ဖွင့်နိုင်ပါလေဒေါ်တင်ကြီးကအသင့်ပါလာတဲ့စာချုပ်မှာရေးဖြည့်ပြီးသူ့ကိုလက်မှတ်ထိုးခိုင်းတယ်သူလည်းအိမ်ရှင်အိမ်ကစာချုပ်ကိုတိကျဖတ်ရင်ငွေလက်မှတ်ထိုးငွေပေးချေလိုက်တယ်ဒေါ်တင်ကြီးကငွေတွေကိုရေးသွက်ပြီးကျေနပ်နေဟန်ဖြင့်ကဲမောင်နေမွေဒီခန်းမှာစိတ်အေးလက်အေးသာအနားယူပြီးတော့အဲကန်ထဲကမီခလုတ်တွေရဲ့ဘေးမှာ
ပင်မင်းဆိုင်ဖုန်းတွေစားတော့ဆိုင်ရဲ့ဖုန်းတွေလိုအပ်သမျှနံပါတ်တွေအားလုံးကြော်ညာကတ်ထားတယ်ကွယ်လိုအပ်တာရှိရင်လည်းဖုန်းလေးပဲဆက်လိုက်အားလုံးအဆင်ပြေလိမ့်မယ်ကွယ်အနီသွားမယ်နော်ကံကောင်းပါစေကွယ်ဒေါ်တင်ကြီးရဲ့နောက်ဆုံးစကားကနေမွရင်နဲ့တမျိုးကြီးဖြစ်သွားတယ်သူမတော်လက်စာပဲအခန့်တော့အပ်ပြီးတော့ပြန်သွားခဲ့တယ်အေးပေါ်လေရန်ကုန်မြို့ရဲ့ကုန်းလိုခံပဲအတုံးဆောင်တွေကအားလုံးလည်းပြည့်စုံနေတယ်တလား၄သိန်းပေးရတာတန်ပါတယ်ရေမိုးချုပ်ပြီးတော့အေးဆေးနားပြစ်လိုက်မယ်နေမုံကထိုးထိုးတွေ့ရင်ရေချိုးကန်းတဲ့ကိုဝင်လိုက်တယ်ရေပန်းကိုဖွင့်လိုက်တဲ့အခါသူ့မျက်နှာရှုံးမဲ့သွားတယ်ဟာရေကလည်းတန်ကြီးနဲ့နန်လိုက်တာကွာဘလောက်တောင်အတုံးမပြုတ်ပဲပြစ်ထားတာလည်းမသိဘူးစိတ်ပြက်เสียပဲဒီရေမမချိုးလဲချိုးเสียရေကမရှိတော့ဘူးကြိတ်မိပြီးချိုးရမှာပဲချိုးမယ်ကွာနေမုံကမကြင်မနဲ့ရေရွရင်ရေပန်းကရေကိုချိုးလိုက်တယ်ရေချိုးပြီးပြန်ထွက်มาတော့တင်းတောင်နဲ့အဆက်မပြတ်မြည်နေတဲ့လူခေါ်ဘဲတန်ကြောင့်သူဟာပစိုးကိုအလင်းမြန်ကောက်ဝေးရင်ထွက်ခဲ့မိပါတယ်တကားရဲ့မှန်လူပေါက်ကလှမ်းကြည့်ပေမဲ့ဘယ်သူမှမတွေ့ရဘူးဒါကြောင့်ကျွန်းတကားကိုစွဲပွင့်ပြီးကြည့်လိုက်တယ်ဘာလဲကွာငါကစိုးအောင်ရှောက်လာတယ်ထင်နေတာဘယ်သူမှလည်းမရှိဘူးဘဲကလေးများလက်တရန်တော်တာလေကွာနေမမကျင်မညံ့တရေရွရင်တကားကိုပြန်ပိတ်လိုက်တယ်တဘာပိတ်ဖို့ပြင်ဆင်နေတော့မှပဲ၎င်းရဲ့အခန်းနဲ့မျက်နှာချင်းဆိုင်အခန်းကိုတတိပြုမိသွားခဲ့တယ်ဟင်းဒီအခန်းကလူမနေဘူးထင်ပါရဲ့ဘာကြတကားမှတော့ပင့်ကိုမြင်တွေအများကြီးပဲဒါဆိုဒီထက်မှငါတခန်းပဲလူရှိတာပေါ့ညာရေးညာတာအရေးကြောင့်ဆိုရင်ဘသူမှအကူအညီတောင်းလို့မရနိုင်တော့ဘူးဒုက္ခပါပဲကွာသူဟာထိုးထိုးရေရုပ်ပြီးတကားကိုဆွဲပိတ်လိုက်တော့တယ်နေမုံတရအတင်ပါလာတဲ့ခောက်ဆွဲချောက်ထုတ်ကိုရင်နွေးမဖြောပဲကောက်ဝါလိုက်ပါတယ်ခရီးပန်းလာတဲ့အတွက်ခောက်ဆွဲချောက်စားပြီးနှစ်ချိုက်စွာအိမ်မောကြမိသွားတယ်လူကိုဘဲတန်နဲ့တင်းတောင်တန်ကြမှာအိယာတွေကလူလဲထားလိုက်တယ်ဗရဲပေါင်းမှန်ဘူးကကြည့်လိုက်တော့စိုးအောင်ကိုမြင်ရတယ်ဒါကြောင့်တကားကိုဖွင့်ပေးရင်မင်းကွာငါတနေကုန်စောင့်နေတာကွာအခုမှရောက်လာရသလားငါမင်းကိုဘလောက်စိတ်ပူနေတယ်လဲကွာလို့မှန်မဲလိုက်ပါတယ်စိုးအောင်ကအိမ်ထဲကိုဝင်လိုက်ရင်မင်းပြောလဲခံရမှာပဲနေမွန်ရငါအောင်လန်ကအလားငါစီးတဲ့ကလမ်းမှာပြက်လို့ကွာခုနောင်ကားကြုံနဲ့ပြန်လာခဲ့ရတာပြောလိုက်တဲ့အတွက်နေမွန်ကဆိုပါမှထိုင်ရင်အေးကွာဒါဆိုလဲပြီးရောငါနှိမ့်လေကအိမ်ငါးကောင်ကိုငွေချေလိုက်ပြီနော်မင်းငါကိုတဝက်ရှင်းပေးအောင်ကွာငါတင်တန်းတက်ဖို့ရှိသေးတယ်ငါတို့ကံကောင်းနေကွာဒီခန်းကငါတို့နိုင်နေတဲ့ငွေတိုင်း၄သိန်းနဲ့ရလိုက်တာကွာဟေးဟုတ်လားအဲ့ဒါမင်းတော်လို့ပေါ့ကွာအေးပါကွာပြီးရင်ကြတဲ့ငွေရဲ့တဝက်ကိုရှင်းပေးပါမယ်အခုတော့နားပြစေအောင်တိတ်ပင်ပန်းနေလို့ကွာအေးတွားနာတော့ငါအပြင်ခဏသွားပြီးတော့စားစရာဝယ်လိုက်အောင်မယ်နေမုံကထိုးထိုးပြောရင်အပြင်ကိုထွက်လာခဲ့တယ်အိမ်တော်ကိုဘောင်းမီအိတ်ထဲထည့်ရင်ဓလီကားကနေဆင်းလာခဲ့လိုက်တယ်တုံးတိုက်ကြော်ရှိစားတော့ဆိုင်မှာခောက်ဆွဲကြော်နဲ့ဘီယာမရင်ထိုင်ဆောင်နေရတယ်15မိနစ်လောက်စောင့်ပြီးမှစားစရာတွေရတယ်နေမုံကရေတန်းတန်ဖိုးပါဝယ်တောက်လိုက်ပြီးငွေသွန်းဆက်ကွန်ဘောကိုပြန်တက်လာခဲ့တယ်ဓလီကားရဲ့နံပါတ်ကိုငါးနှိပ်ထားပြီးမြဲငါးထက်မှမရက်ပဲအပေါ်ထက်ထိဆက်တက်သွားခဲ့တယ်နေမုံကအချင်းချင်းနံပါတ်5ကိုပြန်နှိပ်လိုက်တယ်ခလုတ်ကကြောင်နေလိုဖြစ်ပြီးငါးကိုလုံးဝနှိပ်မရဘူးရှစ်ထက်ရောက်မှဓလီကားရက်ပြီးတကားပွင့်သွားတယ်နေမုံလည်းမထူးဘူးတွေ့ရင်လှေကားကနေအောက်ပြန်ဆင်းခဲ့တယ်ငါတော့အရောက်တောဖွင့်မှုပြန်တော့အင်းနဲ့ငိုရင်းရှိုက်နေတဲ့အတန်ကြီးအတန်ကမတိုးမကျဲလေးကြားနေရတယ်လို့မိန်းကလေးတယောက်ရဲ့ငိုတန်လိုမျိုးနေမုံဟာအတန်ကြောင့်တောဖွင့်နေရင်ကခေါင်းတစ်ပန်းတွေကြီးသွားမိတယ်ရုပ်ချေးဆိုသလိုငိုရှိုက်တန်ကတိတ်သွားတဲ့အတွက်ဘေးပတ်ဝန်းကျင်ကိုမျက်လုံးဝှေ့ကြည့်လိုက်မိတယ်ငါတော်ရဲ့လေကားမှာတယောက်တည်းရှိတယ်ဆိုတဲ့အသည့်စိတ်ကြောင့်ဘာကြောင့်မှမသိကြက်ဒီအလိုလိုထားမိသွားခဲ့တယ်ဒါကြောင့်တော့ကိုအမြန်ဖွင့်ရင်အခန်းထဲကိုဝင်လိုက်တယ်စိုးအောင်ကစီးကြပြီးစားစရာဝယ်တာကြာလာကြည်လာကွာငါဗိတ်စာနေပြီကွာစားရင်လဲစားတော့ကွာဘာပကံမှတော့မရှိသေးဘူးဖော်ဘူးနဲ့ပဲစားလိုက်ငါမင်းကိုပြောစရာရှိတယ်ကွာစိုးအောင်ကခောက်ဆွဲကြော်ဘူးကိုအလင်းမြန်ဖွင့်ရင်သူနဲ့ထိုးကလော်စားလိုက်တယ်ငါအခုစားစရာဝယ်ပြီးအခန်းရှိရောက်တော့မင်းကလေးတယောက်ငိုရှိုက်တန်ကြီးကြားလိုက်ရတယ်ကွာအဲ့ဒါမင်းဘယ်လိုမြင်တယ်လဲနေမွေးရင်စကားကြောင့်စိုးအောင်ကအစားတော့မပြတ်ပဲဟာကွာမင်းအားလေကွာဒီဟာကကွန်ဒိုဆိုပေမဲ့လှေကားလည်းရှိတာပဲကွာလှေကားရှင်ခွေးတက်နိုင်တာပဲကွာမင်းကြားရတာခွေးကြီးတန်ဖြစ်ရမယ်စားချက်မနေနဲ့ဟျောင်းကြီးစားစမ်းပါကွာပူတုံးလေးရှောက်မတွေးစမ်းပါနဲ့ပြောလိုက်တဲ့အတွက်နေမွန်လည်းဘာမှမပြောတော့ပဲခေါက်ဆွဲဘူးလေးကိုဖွင့်ကာစားလိုက်ပါတယ်စားပြီးသွားတဲ့ခါမှာတော့ဘီယာဘူးကိုစီဖွင့်ရင်တောက်ကြပါတယ်အာစားလို့ရောတောက်လို့ရောကောင်းလိုက်တာကွာအိတ်ကြမယ်ဟေးငါဘယ်ခန့်အိမ်ရမှာလဲကွာစိုးအောင်ရဲ့အမေကိုနေမုံက
ငါကညဆိုရင်စီးခဏခဏတွားတတ်တယ်လေအဲ့ဒါကြောင့်အိမ်နာရှိတဲ့မိသားစုခန်းမှာငါအိမ်မယ်မင်းကတော့ဟိုဘက်ခန်းမှာအိပ်ဖို့ကွာဘီယာရေဝင်းထားတဲ့စိုးအောင်ကသဘောကောင်းစွာနဲ့ပဲဟုတ်ပြီငါလက်ခံတဲ့တငယ်ချင်းအိတ်တော်မယ်ခုနိုင်ထို့နောက်တငယ်ချင်းနှစ်ယောက်အသီးသီးအိပ်ရဝင်ခဲ့ကြပါတယ်နေမွန်ဟာအိပ်ရတဲ့ဘဲညာလူလျင်အတန်ကြာမှအိပ်ပျော်သွားခဲ့တယ်တကောင်ကျော်လောက်ချိန်မှာတော့တရောက်တောင်းနဲ့ခတ်တူတူထွက်လာခဲ့တဲ့တကားခောက်တန်ကြောင်နေမွန်နိုးသွားခဲ့တယ်ဒါတကားခောက်တဲ့အတန်ပဲဒီချိန်ကြီးကအဲစင်းများလားအဲစင်းဆိုရင်ပြဿနာပဲမတန်ရသေးဘူးအဲ့ရထက်ကလူးလက်ထားရင်တကားရှိကိုရှောက်သွားမိတယ်တကားပွင့်ပြီးအပြင်ကိုစူးစမ်းလိုက်တဲ့ကမှတော့တဲ့တယ်မြကြားနေရတဲ့ရှိုက်တန်လိုအတန်ကြီးနေမွန်တယောက်ခေါင်းတစ်ပန်းကြီးရင်အိမ်ထဲပြန်လျှောက်လာခဲ့တယ်ဟဲ့အောင်စိုးအောင်ထားဆမ်းပါကွာသူ့ရဲ့လှုံလုံးမှုကြောင့်စိုးအောင်အဲလှုပ်ရင်နိုးလာတယ်ငါနဲ့လိုက်ခဲ့ပါဦးကွာလာစိုးအောင်ကအိတ်ဆုံမုံမွားနဲ့သူ့နောက်ကိုလိုက်ပါလာခဲ့တယ်သူကတကားကိုဆွဲဖွင့်ရင်မင်းနားထောင်ကြည့်စမ်းရှိုင်းငိုတန်ကြီးကိုကြားရတယ်မဟုတ်လားစိုးအောင်ကမျက်လုံးပုတ်ပြီးခေါင်းရံတယ်မင်းကွာအယူလိုပဲဘာတမ်းမှငါမကြားရဘူးအိတ်ချင်တယ်ပြန်အိတ်မယ်ကွာဒါပဲကွာနေမွန်တယောက်စိုးအောင်ထွက်သွားတဲ့အခါဓာတ်လေကားနဲ့လှေကားနေရာကိုဂယုပြုကြည့်လိုက်တယ်ပဝင်းကျင်တစ်ခုလုံးပကတိငိမ့်သက်လျက်ခုနကကြားရတဲ့ရှိုင်းငိုတန်ကြီးကလည်းမကြားရတော့ဘူးဒါကြောင့်စိတ်မကြည်စွာပဲတကားပြန်ပိတ်ပြီးအိတ်ခမ်းထဲကိုရှောက်လာခဲ့တယ်ထို့ညငွေသွန်းဆက်ကွန်တို့ကိုစရောက်တဲ့ညနေမွန်လုံးဝအိမ်မပြောခဲ့ပြီနောက်တနေ့လက်ဖေးဆိုင်မှာတော့မဟုတ်သေးဘူးဆိုအောင်ရငါကတနေ့တည်း2ကျင်းလောက်ကြားလိုက်ရလို့ပါဒီနေရာမှာတခုခုများရှိနေမလားပဲမင်းကွာခေပညာတက်ဖြစ်ပြီးရှောက်သွေးနေတယ်လုံးဝမဖြစ်နိုင်ဘူးပြီးတော့ဒီကွန်ကိုတော့စောက်ထားတာမကြသေးတာရှီအောင်တိုက်ပြက်လဲမဟုတ်ပါဘူးကွာငါပြောတာကိုယုံပါမင်းကြားရတာကခွေးကြီးတန်ပဲဖြစ်ရမယ်လုံးဝတိကျတဲ့ဟဲ့အောင်ကြီးစိုးအောင်ရဲ့အပြောကြောင့်သူကောင်းငိမ့်ရင်မင်းပြောတာငါလက်ခံပါတယ်ဒါပေမဲ့ငါစိတ်ထဲတမျိုးကြီးပဲကွာစိတ်ထဲထိုင်းမှိုင်းတလူကြီးခံစားနေရတယ်ငါဘာလို့ရမှန်းမသိဘူးပြောလိုက်တဲ့အခါမှာတော့စိုးအောင်ကမင်းမတွေးနဲ့နေမွန်ရတွေးရမှာကမင်းတင်တန်းကိစ္စပဲဘာတွေများတင်တန်းအကြောင်းသိရပြီလဲဘာမှမစုံစမ်းရသေးဘူးကွာဒီနေ့နေ့လည်းမှသွားစုံစမ်းပါလေမင်းအားရင်လိုက်ခဲ့ပါလားစိုးအောင်ရစိုးအောင်ကခေါင်းခါရမ်းလိုက်ရင်ငါကနေရုံခွဲကနေရန်ကုန်ရုံးချုပ်ကြီးကိုရောက်လာတဲ့လူဆိုတော့ဘယ်ဒီနေ့အလုပ်ပြက်လို့ဖြစ်မလဲကွာမင်းပဲတွားလိုက်ပါအေးပါဒါဆိုညနေမင်းစောစောပြန်ခဲ့ငါတို့ဘီယာဆိုင်ထိုင်ကြရအောင်โอเคနေမဟဲဘီယာဆိုင်ဆိုရင်စိုးအောင်တို့ကနောက်မတုံဘူးကဲလက်ပြီကွာစိုးအောင်ကထိုးထိုးပြောရင်ထွက်သွားခဲ့တယ်နေမွန်လည်းကြတင်ငွေရှင်းပြီးလက်ဖေးဆိုင်ကထပြန်ခဲ့တယ်လမ်းကူလက်တနေရာရောက်မှာတော့အကူခဏနေပါအောင်ရှင်နောက်ကကြားလိုက်ရတဲ့အတန်ကြောင့်သူခြေလမ်းများရှက်တန့်သွားခဲ့တယ်နောက်လည်းကြည့်တော့မြင်လိုက်ရတဲ့မျက်နှာလေးတစ်ခုကြောင့်အံ့တင်သွားခဲ့တယ်အကူကဟိုနေ့ကတွေ့တယ်လူမဟုတ်လားအကျိုးဆောင်ကိုရောက်လာတဲ့လူလေဟုတ်ပါတယ်ကိုမင်းကိုမနေ့ကတွေ့ခဲ့တယ်ဘာကြောင့်ရှိလို့လဲအကူငွေသွန်းဆက်ကွန်တို့မှာနေတာမဟုတ်လားအဆင်ပြေရလားမိန်းကလေးရဲ့စကားကြောင့်သူအံ့တင်သွားခဲ့တယ်ဟုတ်တယ်လေကိုကအမှနေနေတာဘာဖြစ်လို့လဲမင်းနာမည်ကရောမှုံနာမည်ကရွှေကြမှုမကိုအကုတ်ကိုမှတ်မိနေလို့ပါအဆင်ပြေရဲ့လားလှမ်းမေးမိတာပါအားလုံးโอเคပါပဲဘာဖြစ်လို့လဲမှုံလို့ပဲခေါ်မယ်နော်ရပါတယ်ကိုအကူအဆင်ပြေပြီးတာပါပဲဒါနဲ့နောက်တစ်ခုများထပ်ပြီးမေးလို့ရမလားရှင်မေးခွန်းနေရင်မေးနေတဲ့ရွှေကြမှုံကြောင့်နေမွန်ပူပြီးအံ့ဩသွားမိတယ်သူ့နာမည်ကနေမွန်ပါမှုံပါသိချင်လို့လည်းမေးလို့ရပါတယ်ရွှေကြမုံကသူ့ကိုအားတုံအားနာကြီးရင်ဘယ်အဆက်အသွယ်နဲ့များကျမတို့ရဲ့အကျိုးဆောင်ကိုအကိုဆက်သွယ်လို့ရတာလဲရှင်နေမုံကပြောလိုက်ပြီးဘာများလဲလို့မှုံတို့အကျိုးဆောင်ပိုင်ရှင်ဒေါ်တင်ကြီးနဲ့ကိုဦးလေးကကျောင်းနေပဲတငယ်ချင်းတွေလေအဲ့ဒါကြောင့်ဆက်သွယ်မိပြီးရောက်လာတာပါဘာဖြစ်လို့လဲမှုံသူစကားကြောင့်ရွှေကြမုံဟာမျက်နှာမှာမတိမတာပြည့်ရွံ့သွားရှာတယ်ဘာမှတော့မဟုတ်ပါဘူးရှင်မှုံကအကူကပြင်းဝင်ကတော့တီးထားလို့ပါဒါကြောင့်ဘလို့များမှုံတို့အကျိုးဆောင်ကိုရောက်လာတယ်လဲတိကျင်ုံလေးပါမှုံသွားတော့မယ်နော်နောက်ကျနေလို့လေရွှေချမုံကထိုးထိုးဆိုပြီးအမြန်ထွက်သွားခဲ့တယ်ဘာတွေလဲမှုံမင်းပဲမေးခွန်းထုတ်တယ်ကိုပြန်ဖြေတော့လဲအမြန်ကိုထွက်သွားပါလားဘလို့နားလေရမလဲကွာနေမွန်တယောက်ထိုးထိုးရေရွရင်ခေါင်းရံလိုက်မိတယ်ရွှေချမုံဆိုတာမနေ့ကတည်းကရင်ခုန်တန်မြန်စီတဲ့တယောက်လေဒုတိယမြောက်ညနေမွန်ရောစိုးအောင်ပါအခန်းတီးတီးမှာနှစ်ချိုက်စွာအိပ်ပျော်နေချိန်အကူထပါအောင်အကူရေကျမကိုကဲပါဦးအကူရေ
ကိုကြီးအကိုနားလဲတိုးဝင်လာတဲ့အတန်ကြောင့်နေမုံလန့်လို့သွားခဲ့တယ်ကြည်လိုက်တော့သူတစ်ခါမှမမြင်ဘူးတဲ့အနက်ရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်အခန်းဝါကနေသူ့ကိုစိုက်ကြည့်နေတယ်မင်းဘာတူလဲယောက်ျားတွေပဲရှိတဲ့ခန်းထဲကိုမင်းဘာလာလောက်တာလဲထွက်သွားပါကွာသွားစမ်းကောင်မလေးကဖိုးရှိုးဖားရကျနေတဲ့သပင်ရှိကြီးတွေကြားကနေမျက်ရည်လဲဆွဲငေးဆိုင်ကြည့်နေတယ်မနေပါနဲ့ကိုရဲ့ကျမကိုကူညီပါနော်ကဲပါအောင်ကိုရဲ့ကောင်မလေးရဲ့ငိုရှိုက်တံကြောင့်သူဟာအကြီးကျယ်လန့်ပြန်သွားတယ်မနေ့ကလေးကကြားရတဲ့ငိုရှိုက်တံဒါကိုတတိယမီတာနဲ့တပြိုင်နက်နေမွန်တယောက်တွေးယူတွေးတန်းဖြစ်သွားရတယ်မင်းဟာမကောင်းဆိုးပါပဲထွက်သွားစမ်းသွားနေမွန်တယောက်ရဲ့အတန်အကုန်အော်ဟစ်တန်ကြောင့်စာဘက်ကန်းတွေကစိုးအောင်နိုးသွားတယ်ဟေ့ကောင်နေမွန်မင်းဘာဖြစ်တာလဲထားစမ်းစိုးအောင်ကနေမွန်ရဲ့ပခုံးကိုစက်ကနေပုတ်ရင်မေးလိုက်တယ်နားလိုက်တာပခုံးကငါ့ကိုဘာလို့ရိုက်တာလဲကွာဟာမင်းလူချမ်းမကောင်းအောင်အော်နေတာဟုတ်ကွာအဲ့ဒါမင်းဒီလားကွာ၎င်းရဲ့ပြောကြောင့်နေမွန်ဟာဇဝေဇဝါဖြစ်သွားတယ်နေအောင်ငါခုနကအိမ်မက်လိုတကယ်လိုကြုံလိုက်ရတယ်ဆိုအောင်ငါစီကိုငိုယိုနေတဲ့ကောင်မလေးတယောက်ရောက်လာတယ်ကွာမင်းကွာအဲ့ဒါမနေ့ကလေးကမင်းကြားရတဲ့ငိုရှိုက်တန်လို့မဟုတ်လားအစွဲဆိုတာမထားတင်ဘူးကွာမင်းတဲ့တယ်လို့မဟုတ်တာငါတိကျရှင်းပြပေးပြီပဲကွာဘာလို့အိမ်မက်ထဲထိပါသွားရတာလဲစိတ်ကဆွဲလို့အိမ်မက်မှတ်နေတာပါကဲပြန်အိတ်တော့ကဲပါကွာမင်းတယောက်တည်းမဖြစ်ပါဘူးငါဘေးမှာအိတ်ပြီမယ်အိတ်တော့နေမွန်ရမဖြစ်နိုင်ဘူးဆိုအောင်ငါဘာမှစိတ်မဆွဲဘူးကွာငါတကယ်ကိုတွေ့ကြရတာရုပ်ရည်လဲတိတ်လာတော့ငိုနေတဲ့ကောင်မလေးငါသူ့မျက်နှာကိုလုံးဝမမေ့ဘူးမင်းမနေတာစိုးအောင်ကနေမွန်ရဲ့စကားကြောင့်တပြင်းချလိုက်တယ်တကယ်ချင်းငါလည်းမနဲ့ရှုံးသွားရမှာကွာအရာအားလုံးကိုမေ့ပြီးတော့အိတ်လိုက်ပါကွာဟာငါလည်းအိတ်ချင်ပြီကွာစိုးအောင်ကနေမို့ပဲဝဲအိမ်ရင်ခဏချင်းဆိုသူတို့အိပ်ပြောသွားတယ်။နေမို့လည်းတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့်တဖြည်းဖြည်းအိမ်မောကျသွားခဲ့တယ်။အကိုကြီးကဲပါအောင်ရှင်။အကိုခေါ်တန်ရှိကြောင်နေမို့ဟာလက်ပြန်ပြီးအားကနေအော်ဟစ်လိုက်တယ်။ဟာဘာဖြစ်ပြန်လာလဲကွာ။နေမို့မင်းအရင်ကဒီလိုမဟုတ်ပါဘူးကွာ။ဘာလို့ဒီလောက်အသေးငယ်နေရတာလဲ။ငါကဘာဖြစ်လို့လဲဆိုအောင်ငါအိတ်နေတာပဲကွာ။စိုးအောင်သူ့ထုံးစံတိုင်းကျွတ်တက်ရင်တစ်ဖက်လည်းအိတ်လိုက်တော့တယ်။၃ညမြောက်ထုံးစံတိုင်းနေမွန်နဲ့စိုးအောင်အိတ်ခါနီဘီယာအတူတောက်ပြီးအိတ်ခန့်အတီးတီးဝင်ခဲ့ကြတယ်။နေမွန်ကအခန်းတကားပိတ်ဖို့ပြင်လိုက်တယ်။အကိုကျမကိုကဲပါအောင်ရှင်။အကိုနားတဲ့တဲ့များတိုးဝင်လာတဲ့တန်းကြောင့်သူ့ရင်လေးဒိန်းကနေတုံသွားမိတယ်။အခန်းပြင်ဘက်ကြည့်လိုက်တော့လှစ်ကနေပြေးသွားတဲ့လူရိတ်တူးလိုက်ရတယ်။နေမွန်ဟာအိတ်ခန်းထဲကထွက်လာခဲ့ပြီးစိုးအောင်ရဲ့အခန်းကိုတကားခေါက်လိုက်တယ်။ဟေးကောင်ထောက်အောင်ဟာကွာမင်းကလည်းခုမှအိတ်ဖို့လုံးတုံးရှိသေးဘာဖြစ်ပြန်လာလဲ။စိုးအောင်ကတကားဖွင့်ရင်မေးလိုက်တယ်။နေမွန်ကအခန်းအနှံ့မျက်လုံးပွေကြည့်ပြီးငါတို့အခန်းထဲမှာတခြားတယောက်ရှိနေတာလားမသိဘူးကွာ။ပြောလိုက်တဲ့ခါမှာတော့စိုးအောင်ရဲ့မျက်ခုံးပင့်တက်သွားခဲ့တယ်။ဟေးတခြားလူရှိတယ်ဟုတ်လားမဖြစ်နိုင်တော့ကွာဖြစ်နိုင်တယ်ကွာခုနကပဲလူရိတ်တစ်ခုလှစ်ကနေပျောက်သွားတာကွာငါမျက်လုံးနဲ့တေချာမြင်လိုက်တယ်လာကွာငါတို့ရှားကြည့်ကြရအောင်နှစ်ယောက်သာအခန့်နဲ့ပတ်ချက်ကြည့်ကြတယ်အိမ်သာရေချိုးကန်စတူခန်းပါမကျန်ရှားပြီးတဲ့အခါမှာတော့မတေချာပဲရှောက်ပြောနေတာပဲနေမွေရအခန်းကဒီလောက်ရှင်းနေတာဘယ်သူမှမရှိပါဘူးမင်းဒီရောက်ကလေးနေကလေးကဘာဖြစ်နေတာလဲနေမွန်စိုးအောင်ရဲ့အမိကြောင့်နေမွန်ကဇဝေဇဝါပုံစံနဲ့ခေါင်းရင်းရင်ငါးနားထဲမှာမိန်းကလေးတယောက်ရဲ့တန်ကိုမကြခဏကြားနေရတယ်ငါဘာဖြစ်နေတာလဲဆိုတာငါ့ကူငါတော့မသိဘူးကွာငါဘာလို့ရမလဲစိုးအောင်ရနေမွန်ရဲ့ပြောကိုစိုးအောင်ကစိတ်ရှုပ်ထွေးဟန်နဲ့ခေါင်းကုပ်လိုက်တယ်ဘာမှမလုပ်နဲ့ဟေ့အောင်မင်းအိတ်စိတ်တော့ပြီးတော့အိတ်လိုက်ကဲအခန်းထဲဝင်တော့စိုးအောင်ကပြောဆိုနဲ့သူ့ကိုအိတ်ခန်းနဲ့လိုက်ပူပြီးတယ်အိမ်ရနဘေးရှိစပွဲပေါ်ကစောက်ကိုစိုးအောင်မြင်လိုက်တော့ဟင်ကဘာတော်တစေကြီးများဆိုပါလားငါသိပြီနေမွန်မင်းဒီစောက်တွေကိုဖတ်ပြီးတော့ပေါက်ကြရတွေရှောက်မြင်နေတာပဲစိတ်ဆိုးနေတာပဲကွာလိပ်ပြနှူးရင်လဲဒါမျိုးမဖတ်တင်ဘူးကွာကဲအဲ့တော့ငါဒီစောက်ကိုငါတင်လိုက်မယ်စိုးအောင်ကစောက်ကိုဆွဲယူပြီးထွက်သွားခဲ့တယ်နေမွန်လည်းအိယာပေါ်ထိုင်ရင်အန်ဇွဲတွေကအိတ်ဆေးကိုယူလိုက်တယ်ဈေးတလုံးကိုရင်းနဲ့မြောက်ချပြီးတော့တောက်ချလိုက်ပါတယ်
ပြီးတော့အိယာပေါ်ခြေပြက်လက်ပြက်လက်အိတ်လိုက်တော့တယ်ညကတဖြည်းဖြည်းညံ့လာတာနဲ့မျှမျက်လုံးတွေမှိတ်စင်လာခဲ့တယ်ဖွင့်ထားတဲ့ပတင်းပေါက်ကတိုးဝင်လာတဲ့လေညင်းတန်တဲ့သူဟာလုံးဝအိပ်ပျော်သွားရှာတယ်။ဇုံညံစွာကြားလိုက်ရတဲ့ခွေးဟောင်တဲ့ကြောင့်လေးလံနေတဲ့သူ့မျက်ခုံးတွေကပွင့်သွားခဲ့ပါတယ်။အိတ်စိတ်ရှင်ကြောင့်သူ့ခေါင်းတစ်ခုလုံးရီဝေးနေပေမဲ့ပတင်းပေါက်စီကိုတော့ပြီးငုံကြည့်လိုက်တယ်။ခွေးတော်ဟာတနေရာကိုထိုးပြီးတော့ဝိုင်းပြီးတော့ထိုးဟောင်နေတာကိုသူတွေးလိုက်ရပါတယ်။ခွေးတော်ရဲ့မလန့်မကန့်မှာတော့အဖြူရောင်ဝတ်စုံတဲ့မိန်းကလေးတယောက်နေမွန်ဟာထိုဖြစ်ရက်ကိုကြည့်ပြီးမိန်းကလေးတော့အရင်စိတ်ပူသွားခဲ့တယ်။ဒါကြောင့်ဟေးမိန်းကလေးမင်းနောင်မှာခွေးတွေလေဘာလို့တလန်းချင်းရှောင်နေတာလဲကွာပြေးတော့ပြေးစမ်းပါကွာဒုက္ခပါပဲကွာနေမွန်ကအတကုံအော်ဟစ်ပြီးလန့်တတိပေးပေမဲ့ကောင်မလေးကလုံးဝကြားဟမ်းမတူပါခွေးဟောင်တန်းတွေကြောင့်သူမှမကြားနိုင်ဘူးလို့နေမွန်ယူဆလိုက်ပါတယ်။ကောင်မလေးတော့ပူပန်တဲ့စိတ်နဲ့ကုန်းတို့အောက်ကိုအလဲမြန်ပြေးဆင်သွားလိုက်တယ်။မြင်လိုက်ရလဲမြင်ကွင်းကခွေးတအုပ်ရဲ့ရှိမှာတရွရွရှောင်နေတဲ့အဖြူရောင်ဝတ်စုံတဲ့မိန်းကလေးသူကြောင်လေးကြည့်နေချိန်မှာပဲခွေးတအုပ်ကြီးကမန်ပြီးရင်သူ့မကိုကိုင်းနှံ့နေတော့တယ်။နေမုံကရုတ်တရက်ဖြစ်ကြောင်လမ်းဖြန်သွားပြီးဟာခွေးစုပ်ခွေးနာလေမလုံနဲ့ဖဲတန်းဒေါသတကြီးအော်ဟေးရင်ပြေးလို့လိုက်ပါတယ်။ချွေးရွှဲ့နေတဲ့နေမုံတယောက်မျက်လုံးပွင့်ရင်ငေါက်ခနဲ့ထထိုင်လိုက်တယ်။ခွေးတွေဘယ်ရောက်သွားလဲဟင်ဘယ်ရောက်သွားတာလဲဆိုအောင်နေမွန်ရင်ပြက်တလဲအမေကြောင့်စိုးအောင်မျက်လုံးပြူသွားတယ်ဘယ်ကခွေးတွေလဲကွာမင်းကြည့်ရတာတိတ်မောနေပြီငါရေယူပေးမယ်ခဏလေးစိုးအောင်ကမိဘူးကန်တဲ့ကိုဝင်ပြီးရေယူလိုက်တယ်ရော့စိတ်ကိုငြိမ်လေးထားပြီးရေတောက်လိုက်ပြီးမှမင်းစီတဲ့ရှိရပြောစိုးအောင်လှမ်းပြီးတဲ့ရေကိုနေမွန်ကလှမ်းယူပြီးအငန်းမရမော့တောက်ချလိုက်တယ်ပြီးမှအိမ်မက်တော့မဟုတ်ဘူးကွာငါတကယ်ကြုံရတာကောင်မလေးတယောက်ရဲ့နောက်ကိုခွေးတွေအုပ်စုပွဲပြီးတော့လိုက်ထောင်တာကွာငါလည်းတက်ရောက်ပြေးစင်ပြီးကူညီဖို့လုပ်သေးတယ်ဒါပေမဲ့ငါရှိမှတဲ့ခွေးတွေကမိန်းကလေးကိုဝိုင်းပြီးတော့ကြိုက်ဖိတ်ကြတာကွာငါလည်းပြေးပြီးခွေးတွေကိုစောင့်ကန်ပြလိုက်တယ်မိန်းကလေးတနာစရာကွာဖြူစွတ်နေတဲ့သူ့ကောင်ဝင်တစ်ခုလုံးတွေးတွေကြီးပဲကွာငါခွေးတွေနဲ့ဝင်လုံးရင်အကြိုက်ခံလိုက်ရတယ်အဲ့ဒီခွေးတွေအားလုံးကခွေးနဲ့ကြီးတွေကွာအစွေတွေမှအရှိကြီးတွေပဲနေမွေးရဲ့အပြောကြောင့်စူးအောင်ကတပြင်းချလိုက်တယ်။အေးငါလည်းမင်းအခန်းကငဲတန်းပေါအောင်အားကနေအော်ဒါကြားလိုက်လို့လန့်လို့ခဲ့ရတာ။ဒါပေမဲ့နေမွေးရဲ့မင်းအခုပြောတာတွေကိုငါလက်ခံတယ်။ငါသိထားတာကလည်းရှိသေးတယ်ကွာ။ညကမင်းလို့ငါအိတ်မရခဲ့ဘူး။ဒါကြောင့်မင်းရှိကယူရတဲ့တစီစောက်ကိုဖရင်အိတ်ပြောသွားတာကွာ။အဲ့ဒီစောက်ထဲမှာခွေးနဲ့တစီတွေအကြောင်းပါတယ်လေကွာ။မင်းဘာလို့တစီတရဲစောက်တွေကိုဖတ်ပြီးအဲ့ဒီလောက်တော့စိတ်ဆွဲနေရတာလေကွာ။ကဲပါမိုးလဲတော့မယ်။ပြန်အိတ်ချင်တဲ့အိတ်မနဲ့ဆိုရင်မင်းတင်တန်းကစတဲ့ရတော့မှာကွာစိတ်ကိုငြိမ်ထားတကယ်ချင်းငါလည်းအားနာအောင်ကွာမင်းလို့ငါလည်း3နိုင်လောက်ပဲအေးရသေးတယ်စိုးအောင်ကပြောဆိုပြီးတော့ထထွက်သွားခဲ့တယ်နေမွန်ဟာအေးရထက်လဲရင်စိုးအောင်ပြောသလိုငါကပဲတဆိတ်စောက်တွေဖတ်ပြီးဆွဲလန့်နေသလားဒါမှမဟုတ်ငါကိုပဲဝိညာဉ်တစ်ခုခုကချုပ်လန့်နေသလားဘလို့တွေးရမှန်းကိုမသိဘူးဒီတိုက်ခန်းကိုရောက်တာ3ညရှိပြီတညမှာကောင်းကောင်းအိပ်မရဘူးငါထင်သလိုမကောင်းဆိုးဝါရှိခဲ့ရင်ရောဘာကြောင့်စိုးအောင်ကိုမချောက်တမ်းပဲငါပဲကြုံနေရတာလေဟူးဘလို့တွေ့အဖြေပေါ်မလာဘူးရှုပ်တယ်ကွာရအောင်မိတ်ပြီးတော့အိပ်ပြရမယ်ငါမိုးလေးရင်တင်တန်းသွားရမယ်အိပ်ပြီကွာဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမအူစာရေးသားထားတဲ့ကုံတူမှာ6တဲ့တရဲဆိုတဲ့ဇာတ်လမ်းလေးကိုဒီနားမှာတင်ခဏတာရင်နာခွင့်ပြုပါခင်ဗျာကြံရှိနေတဲ့ပိုင်းဆက်ကိုနောက်နေ့မှာဆက်လက်တင်ဆက်ပေးတော့ပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့ YouTube channel ဟာနေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ပရာရောဂါဇလန်းသွားတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးများပြုလုပ်ခဲ့ပြီးအားပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုတက်တဲ့နိုင်ချက်ချင်းသိရှိနိုင်အောင်လို့လည်း notification ခေါင်းလုံးလေးကိုပါတစ်ခါတည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ